KDS 1909ကိုဒါနှလုံးချိတ်ဆက်အသုံးပြုပုံလေးကိုပြပြပါမယ်ဗျာ Power online ပါပြီ Power online မယ် Power online ပြီးရင်အဲ့ဟိုနှလုံးလုံး Power online မယ်ပြီးရင်ဘေးမှာပါတဲ့မုတ်လေးတွေကိုတစ်ချက်စီနှိပ်လိုက်မယ်အဲ့ဒါဆိုရင် left side right side ဆိုပြီးချိန်တော့ပါလိမ့်မယ်ပြီးရင်အတန်ဆန်းပြလိုက်ပါမယ် ဒီမှာလည်းမဟုတ်လေ should die anyway. We should all die together. Raise our glass for the last time. Golden Father, prepare as we will watch the flames burn.